eating နဲ့ပတ်သက်တဲ့ phrasal verb တွေလေ့လာကြည့်ရအောင် Number 1 snack on something snack on something ကိုတော့အဓိကအစာကြီးတွေမတိုင်ခင်မှာဒါမှမဟုတ်အစာကြီးဂျားထဲမှာပေါ့နော်ဥပမာ dinner တို့ lunch တို့ရဲ့ဂျားထဲမှာတခုခုအစာပြေစားတာလို့ပြောချင်ရင်သုံးလို့ရပါတယ် For example she likes to snack on fruits while studying ဒီလိုသုံးပါတယ် Number 2 munch on something munch on something ကလည်းအစာပြေတစ်ခုခုစားတာပဲပေါ့နော်ဒါပေမဲ့သူကတော့အတန်မြေတာတစ်ခုခုကိုဝါတာစားတာလို့ပြောချင်တဲ့အခါကျရင်သုံးပါတယ် For example the kids were munching on popcorns during the movie Number 3 digging taking digging လို့ taking တို့ကတော့တခုခုအားရပါရစားနိုင်ပါပြီစတင်သုံးဆောင်နိုင်ပါပြီလို့ပြောတဲ့အခါ permission ပေးတဲ့အခါကျရင်အများဆုံးသုံးပါတယ် For example the dinner is ready everyone dig in ဒီလိုမျိုးသုံးပါတယ် Number 4 eat up eat up ကတော့တခုခုကိုကုံအောင်စားအကုံစားဆိုပြီးတော့ပြောချင်တဲ့အခါမျိုးကြရင်သုံးပါတယ်အိမ်မှာကလေးတွေရှိရင်ရှိမယ်ပေါ့နော်ဒီလိုအနေထားဆိုလို့ရှိရင်ကုံစားဒီလိုမျိုးပြောချင်ရင် eat up ကိုအများဆုံးသုံးပါတယ် For example make sure you eat up all the vegetables before you leave the table ဒီလိုသုံးလို့ရပါတယ်နောက်ဆုံးနှလုံးပါနောက်ဆုံးလုံးကတော့ eat out eat out ကိုတော့ကိုယ့်ရဲ့အိမ်မှာစားတာမဟုတ်ဘဲနဲ့တခြားတနေရာမှာ maybe restaurant မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးစားတာကိုပြောချင်တဲ့အခါကျရင် eat out ကိုသုံးပါတယ် For example let's eat out after the exam ဒီလိုသုံးလို့ရပါတယ်အားလုံးကြတော့မျှော်လင့်ပါတယ် See you in the next video bye bye